အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အင်္ဂါနေ့ညမှာ Premier League ပွဲစဉ်လေးပဲရှိပါတယ်လာမယ့်စနေနေ့မှာတော့ဒါ Premier League ပွဲစဉ်တွေနားပြီးတော့ FA ကကန်သွားမှာဖြစ်တဲ့အတွက်ဒီနေ့ဒီကြားထဲမှာပေါ့နော် Premier League ကန်သွားမယ်အဲ့တော့ဒီနေ့ညမှာလေးပဲရှိရဲကျွန်တော်ပထမဆုံး Chelsea ပွဲကနေစပြီးတော့သုံးသပ်မယ် Chelsea ကတော့ဘောကြီး1 5ချက်စားပေးထားပြီးတော့ကိုပေါင်းကြီး330စားဖွင့်ထားတယ်ပထမကျွန်တော် League အိမ်ဝင်မှာတော့သူ့အနေနဲ့ 3-1 ဆိုတဲ့ရလက်နဲ့အရှက်တကွဲနဲ့ကိုရှုံးလာခဲ့တယ်လက်ရှိအိမ်ဝင်ကိုပြန်ရောက်လာပြီးအရှုံးကြီးကိုလည်းပြန်ဆက်ရမယ်အဲ့ထက်ကိုပို့ပြီးတော့သူတို့တမျိုးလေးရမှာကတော့1-4 Champion League ဝင်ပါပဲသူအနေနဲ့ Man U နဲ့တက်မှတ်ပဲကွာနေတဲ့အနေထားတစ်ခုနဲ့အဆင့်9မှာရောက်နေတယ်ဒီနေ့ညကိုနိုင်လိုက်တာနဲ့ဒါ1-4ရဲ့ကိုဝင်သွားမယ်အဲ့လိုပါပဲဒီနေ့ညမှာ Man U လည်းဒါကန်ရရှိတယ် Man U ကနိုင်ရင်တော့နှစ်သိန်းလုံးကဒီနေထားနဲ့ဒီနေထားတိုင်းပဲသွားမယ်ပေါ့နော်အဲ့တော့ Chelsea ရဲ့ဒီ body ဈေးကနှစ်ကိုပြတ်မလားပေါ့နော်ဟိုနိုင်ငံကနိုင်သွားနိုင်တယ်ဒီနေထားတစ်ခုမှာကျွန်တော်2-1လား1-0လားအဲ့လိုနဲ့နိုင်သွားရင် Chelsea ကိုနေလေဘာမှမမြတ်ဘူးလေ1+5 ချက်ဆိုတာကတော့အဲ့တော့စတာကျွန်တော်လည်းပြောတာရှိပါတယ်ဒီ1+5 ချက်ဒီ1+10 1+15ဒီဈေးတန်းတွေမှာသွားနေတဲ့ဒီ body ဈေးတွေကဂိုးပြက်လိပြတ်တာမရှိဘူးပြက်ရင်လည်းရှားတယ်ပေါ့အဲ့လိုပွဲမျိုးက10ပွဲမှာ3ပွဲလောက်ပဲတွေ့ရတယ်9ပွဲလောက်ကအဲ့ပွဲစဉ်တွေတော်များများကကတ်နိုင်လေးတွေနဲ့တေကျသွားတာတွေများတယ်အဲ့တော့လက်ရှိမှာ League ကဝေးပွဲမှာအားရတာမှန်ပေမဲ့လက်ရှိနောက်ဆုံးပွဲတွေမှာကျွန်တော်ဒီခုနောက်ပိုင်းတွေမှာသူ့အနေနဲ့ဝေးပွဲတွေမှာပါဂိုးတွေသွင်းလာတာတွေလည်းတွေ့ရတယ် Man City တို့ဘာလို့လဲဒါဝေးပွဲကနေပြီးတော့သူဂိုးတွေပြန်သွင်းလာတွေလည်းရှိတယ်အဲ့တော့ဟို League နဲ့ဝေးပွဲခံစစ်ရောတာမှန်ပေမဲ့သူဝေးပွဲကနေသွင်းသွားတဲ့ဒါ Newcastle ကို 4-3 နဲ့သွင်းတယ် Liverpool ကိုတေကျအောင်ကန်နိုင်တယ်ကျွန်တော်တို့ဒီ Man City ကို 3-2 နဲ့ကန်နိုင်တယ်အဲ့လောက်ထိကိုအဝေးဝင်းနေမှာအသင်းကြီးတွေကိုတောက်လျှောက်ဒါဂိုးတွေသွင်းပြီးတော့ချင်းချောက်မှုတွေပြုလုပ်နိုင်တဲ့အနေအထားရှိတယ်ဗောနော်အဲ့တော့ဒီနေ့ညမှာလည်း Chelsea အနေနဲ့ဒီလက်ရှိလူစင်က2သိန်းလုံးမှာလူစုံတက်ဆုံဖြစ်ပြီးတော့ကျွန်တော်လက်ရှိဖောင်ရလည်း2သိန်းလုံးမှာ4ပွဲကြေးအောင်နဲ့တပွဲစီပဲကြေးကြတာဖြစ်ပြီးတော့ဒါကျွန်တော် Chelsea ပြီးတဲ့ body ဈေးကတော့ပထမကျော့အရှုံးကောလက်ရှိအင်္ဂလိပ်ဖြစ်လို့လူစုံလို့လည်းဒီဈေးနဲ့ပြီးတဲ့လူမြင်နေဒါပေမဲ့ဒီဈေးတွေကနိုင်အောင်လောက်ဖယ်နိုင်သွားလိမ့်မယ်လို့လည်းထင်တယ်နှစ်ဂိုးမပြတ်ဘူးလို့မြင်တယ်ဒါကြောင့်ဒီဘက်ကိုကျွန်တော်က league body ကိုရေးချင်ပါတယ်ဒါက league တေးကြမယ် league နိုင်ရမယ်လို့ပြောတာမဟုတ်ဘူးဒါ league ကို Chelsea နှစ်ဂိုးမပြတ်ဘူးထင်လို့ဒီဈေးတန်းပေးတာပါ9ချက်ထင်းနေတော့ ancient နေပြီးတော့ကျွန်တော်နှစ်ဂိုးမပြတ်ရင်ဒါမှမဟုတ်တေးကြသွားရင်ခံရခတ်မဲ့တူတူဟို league ကနေပြီးတော့ဂိုးတွေပြန်သွင်းလာနိုင်တဲ့ခြေသွင်းတွေရှိနေတဲ့အနေထားနဲ့ကျွန်တော်ပြန်ကြည့်ရတာကပို့ပြီးတော့ဟိုစင်ပြီးပဲလို့ထင်တယ်ပေါ့နော်ဒါကြောင့်ဒီဘက်ကိုကျွန်တော်ကနှစ်ဂိုးမပြတ်ဘူးထင်လို့ league body ကိုရေးတာပါနောက်ရဲပါ Everton နဲ့ဘုံပါဒီပွဲစီမှာ Everton နဲ့25ကျော်ပြီးတယ်ကိုပေါင်းကြီး390သာဖွင့်တယ်နှစ်သိန်းလုံးကတော့လက်ရှိနောက်ဆုံး5ပွဲစီမှာ2ပွဲစီနိုင်တယ်3ပွဲစီတီးကြာလာပြီးတော့နှစ်သိန်းလုံးကတော့ရလက်ကောင်တွေပိုင်းဆိုင်ထားတယ်ဘုံမောင်တွေကလူတွေသာရောင်းလိုက်ပြင်မဲ့သူ့အနေနဲ့ပွဲတိုင်းကိုလုံးဝအဆင်ပြေအောင်ကန်နေကြလဲတွေ့ရတယ်ဒီဘက်ကိုလည်းနိုင်နေကန်တာမျိုးအီဗီလာကိုလည်းဒါ1 rock ကန်တာမျိုးတကယ်ကိုထိပ်သီးပိုင်းကအတင်းတွေကိုဒုက္ခကောင်းကောင်းကြီးလိုက်ပေးနေတယ်အဲ့တော့လက်ရှိချိန်မှာ Everton ကတော့ဒါထုံးတယ်သူ့အိမ်ဝင်ကတော့အိမ်ဝင်ကြစ်လက်မှုကရှိနေမှာအဲ့ဒီထားတစ်ခုမှကျွန်တော်ဘုံမောင်တို့အနေနဲ့ဝီးဝင်းကနေပြီးတော့တွန်းရနိုင်ပါမလားပြီးတော့ Everton အိမ်ဝင်ဘယ်လောက်ကြစ်လဲဆိုရင်ဘုံမောင်တို့အနေနဲ့နိုင်ကိုမနိုင်ဘူးလားကျွန်တော်ဒီတွေးဆုံမှုအကုန်လုံးမှာ2ချိန်ရွေးနိုင်ဘူးပါတယ်ပြီးခဲ့တဲ့နှစ်ကရဟိုကျွန်တော်2020တုန်းကရကျန်တဲ့နှစ်တွေတော်တော်များများက Everton ကပဲ6ချိန်နိုင်သွားတယ်အဲ့တော့ Everton အိမ်ဝင်ကဘုံမောင်တို့အတွက်ခက်ခဲတယ်လို့လက်ရှိပြီးတဲ့နေထားကလည်းအဆင့်8ကနေအဆင့်7တွေကိုပေးတဲ့ ancient ကြီးဖြစ်တဲ့အတွက်ဒါကတင့်တယ်လို့မြင်တယ်ဒီနေထားတွေမှာတော့ထိုးသားတွေကတော့မဆောင်ဘူးနှစ်သိန်းလုံးကရက်လက်ကောဖောင်ရောက်တော့တူတူပဲပြစ်နေလို့ဒါထိုးသားတွေကတော့မျှသွားတယ်ဗောနော်အဲ့ဒီနေထားတွေကမှကျွန်တော်တို့အိမ်ဝင်ဝေးဝင်းခြေစုံကိုကြည့်တဲ့အခါမှာတော့အိမ်ဝင်ပိုကျစ်နေတဲ့ Everton ကိုပဲရွေးရပါလိမ့်မယ်25ကတော့ရင်းပြောပါတယ်ဒါဘုံမောက်ထက်အိမ်ဝင်အကျစ်နေတဲ့ Everton ဝင်းကိုတော့ဘုံမောက်တို့မလွယ်ဘူးလို့ပဲမြင်ပါတယ်တရေထက်လည်းမကြော်နိုင်ဘူးဆိုပေမဲ့အိမ်ဝင် PR ကပို့ပြီးမြင်ရလာနိုင်ချင်ရှိပါတယ်ဒါကြောင့်ဒီဘက်ကို Everton body ရွေးချယ်ပေးချင်ပါတယ်နောက်ရဲပါအဲ့ဒါကတော့စပါနဲ့ Newcastle ပါဒီဘက်စင်မှာ Newcastle ပေးတဲ့ဇီဒန်ကပြင်းတယ်လို့ပြောလို့မရပါဘူးဘာလို့လဲဆိုတော့ပြီးခဲ့တဲ့တစ်ခေါက်စပါးကိုသူ့အိမ်ဝင်ကနေပြီးတော့ပေးတဲ့ဇီဒန်ကကျွန်တော်တို့1+50 1+60ဇီဒန်ပေးခဲ့ပြီးတော့ကျွန်တော်လက်ရှိဝေးဝင်းကိုပြန်လာတဲ့ခါမှာတီ50ရှုံဖွင့်ထားတယ်အဲ့တော့ဒီဇီဒန်ကတော့အိမ်ဝင်ဝေးဝင်းဒါကျွန်တော်တို့ဒီကြေးကွာဟာမှုကမျှတယ်လက်ရှိဖောင်ရဆိုတဲ့ဒီဇီဒန်ကအနှဲငယ်တော့ပြင်းတယ်လို့ဆိုလို့ရသေးတယ်ဒါပေမဲ့လည်းအိမ်မွေးမှာပေးတဲ့ဈေးနဲ့ပြန်ချုပ်ချင်တော့ဒါကတာမန်ဈေးပဲဒါကွက်တီပဲဒါသူပေးတဲ့ဈေးမှန်တယ်အဲ့တော့လက်ရှိဖောင်ရကြည့်မယ်ဆိုရင်စပားကိုပေးတာကြီးကတော့အတင်းရှိတဲ့ဈေးကိုပေးတဲ့ဈေးတန်းကြီးကတော့ရဲတင်းလုံးအားကြီးနေတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့စပားနေကအိမ်မွေးမှာဒေါ်မူကိုနိုင်ကန်တာဒီမန်စီးတီးကိုတေချောင်းကန်နိုင်တဲ့အိမ်မွေးနှစ်ပွဲအတင်းကြီးကိုကန်လာတဲ့ခြေစွမ်းဟာရှော့တယ်လို့မရဘူးလက်ရှိချိန်မှာသူ့အနေနဲ့ရှုံးတာကမန်ယူကိုဝေးဝေးမှာရှုံးတယ်ကျန်တဲ့ပွဲတွေမှာလည်းသူ့အနေနဲ့တေရင်နဲ့အနိုင်ပဲအဲ့တော့အိမ်မွေးမှာအတင်းကြီးနှစ်ပွဲဆက်လည်းတွေ့ရတယ်နှစ်ပွဲလုံးကိုလည်းကျွန်တော်နှလုံးစီသွင်းပြီးတော့တပွဲသိနဲ့တပွဲနိုင်ကန်သွားတဲ့ခြေစွမ်းရှိတယ်။ Newcastle ကလက်ရှိနောက်ဆုံး5ပွဲမှာလည်း PSG ကိုတေကြလို့ကြေးအောင်လာကလည်းကျန်တဲ့4ပွဲကအရှုံးနေကြီးပဲ။အဲ့အရှုံးတွေကမှနောက်ဆုံး3ပွဲလုံးကလည်းဂိုးတွေသွင်းထားပြီးတော့ရှုံးတာ။အဲ့တော့ပြောချင်တာကလက်ရှိမှာအဆင့်ကပေါ်ကရောက်နေလို့ပဲဖြစ်ဖြစ်အောက်ကရောက်နေလို့ပဲဖြစ်ဖြစ်လက်ရှိနှစ်သင်းလုံးကဒါကျွန်တော်တို့ဒီဇရာရဲ့အလဲလက်လောက်မှာပဲရှိနေတဲ့နှစ်သင်းဖြစ်ပြီးတော့ဟိုအိမ်ဝင်းကြေးမျှနေပါတော့ညာလဲလက်ရှိကားဖောင်နဲ့ချုပ်ကြည့်မယ်ဆိုရင် Newcastle ပေးတဲ့ဈေးကြီးကဘူဂီတို့နေနဲ့ရဲတင်လုံးအားကြီးတယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ဒီဘက်ကအတင်းကြီးတွေကိုနိုင်ထားတယ်တေးကြောင်လဲကန်ထားနိုင်တယ်အဲ့လိုခြေစွဲမျိုးရှိနေတာကို
ပေးတယ်ပြီးတော့ Newcastle ရဲ့လက်ရှိလူစင်းကလည်းလူစုံတက်ဆုံမဟုတ်ဘူးသူတို့ရဲ့အဓိက main line တော်တော်များများကလည်းနာထားတယ်အဲ့လိုပဲ Spurs ကလည်းနာထားပြီပဲ Spurs ရဲ့လက်ရှိနာထားတော့ညာတယ်သူတို့ရဲ့လက်ရှိလူစင်းကအသင်းကြီးကိုဒုက္ခကောင်းကောင်းပေးနိုင်တဲ့အခြေစွမ်းရှိတာဖြစ်တဲ့အတွက် short တော့လို့မရဘူးဒါပေမဲ့ဒီဇီလန်ကတော့ဈေးလဲတင့်တယ်အရှုံးကြီးလည်းများထားတဲ့ Newcastle တွေအနေနဲ့ဒီညပောက်ပွဲအားတွေလာနိုင်နေရှိတယ်နောက်ပြီးတော့ Spurs အင်မင်ကိုလည်းသူတို့အနေနဲ့ခက်ခဲတာမျိုးလည်းမတွေ့ရဘူးSpurs အင်မင်ကို6ချိန်နိုင်ဘူးလေတစ်ချိန်တည်ကြဘူးလေ9ချိန်ရှုံးဘူးတနေ့နဲ့တနေ့ဗျမင်းနိုင်မလားငါနိုင်မလားဒီလိုပဲသွားတယ်တေချတဲ့နေ့ဆိုတာရှားကိုရှားတယ်တင်းတင်းကတော့ရလက်ပေါ်ကန်သွားနိုင်တာမျိုးတွေလည်းတွေ့ရတယ်အဲ့တော့မနစ်ကတော့သူတို့အနေနဲ့ဝဲဒူးနေနိုင်တယ်အဲ့ရှင်မှာ4-1နဲ့ရှုံးတယ်အဲ့ရှင်မှာဝဲဒူးနေတလဲစီနိုင်လဲရှုံးလိုက်တဲ့သွားနေတဲ့နေတာတခုမှာပေးတဲ့စီတန်းကြီးရေးတင်နေတာဖြစ်တဲ့အတွက်ဒီနေ့ညမှာစပါးတို့ထပ်ပြီးအရှုံးတွေးလေဦးလို့မယ်လို့ပဲထင်ပါတယ်ဒါကြောင့်ဒီဘက်ကိုကျွန်တော် Newcastle ဘော်ဒီပဲရွေးချယ်ပေးချင်ပါတယ်နောက်ရဲပါဝက်ဟန်နဲ့မန်ယူပါဒီဘက်စီမှာကျွန်တော်တို့ဒါမန်ယူနေနဲ့1+50ဘော်ကြီးဖွင့်ထားပြီးတော့ဂိုးပေါင်းကြီးကတော့3-35ရှုံးဖွင့်ထားပါတယ်အဲ့တော့လက်ရှိဒီနေ့ပေးတဲ့ဇီလန်ကမန်ယူနေနဲ့ကဒါကပြော့ရည်ပြောလို့မရပါဘူးဘာလို့မရလဲဆိုတော့တစ်ဖက်ကဝက်ဟန်ရဲ့လက်ရှိ current form ကကျွန်တော်နောက်ဆုံး9ပွဲမှာ9ပွဲလုံးကြီးအောင်ထားလို့ပြောလို့ရတယ် Chelsea နဲ့ပွဲမှာတော့က1-3ဖြစ်တဲ့အတွက် Chelsea လည်းကြီးမကြဘူးသူလည်းကြီးမကြဘူးအဲ့တော့3-2ဆိုတဲ့ရလက်နေထားလို့မှလည်းသူ့ကိုကြီးအောင်လည်းလို့သတ်မှတ်လို့ရတယ်ဒါတေပဲထားလာအောင်ဗျာလက်ရှိနောက်ဆုံး9ပွဲမှာသူ့အနေနဲ့4ပွဲနိုင်ထားတဲ့ခြေစွမ်း Chelsea ကိုကတ်ရှုံထားတဲ့ခြေစွမ်းတစ်ဖက်ကမန်ယူကလည်းအဲ့လိုပဲနောက်ဆုံးကဒီနီးပြတဲ့4ပွဲမှာ4ပွဲလုံးနိုင်တဲ့ခြေစွမ်းရှိပေမဲ့ဝက်ဟန်အိမ်ဝင်းကိုကျွန်တော်တို့2နှစ်ဆိုတော့ကျွန်တော်ဒီ3နှစ်တီပေါ့နော်မနိုင်ထားသေးဘူးမနစ်ကလည်း2-1နဲ့ရှုံးတယ် action နဲ့မှလည်း2-0နဲ့ရှုံးတယ် action နဲ့မှလည်း1-0နဲ့ရှုံးတယ်ပြီးတော့ total ကျွန်တော် head to head အကုန်ချုပ်ကြည့်မယ်ဆိုရင်9ချိန်ရှုံးပြီးတော့4ချိန်တည်ကြဘူးလေ6ချိန်နဲ့နိုင်မှုထားသေးတယ်ပြီးတော့မနစ်ကဆိုရင်အိမ်ဝင်းကိုကျွန်တော်တို့အဝေးဝင်းကောကိုမန်ယူကရှုံးခဲ့တာအဲ့တော့ရှုံးထွေးတွေဆက်ဖို့ကတော်တော်လေးများနေပြီ3နှစ်ဆက်ရှုံးထွေးကောမနစ်က2ကြော့ပြန်ရှုံးထွေးကောဆက်မယ်နေထားတခုအဲ့တော့ဒီစီးတန်းကမပြော့ဘူးလို့ပဲမြင်တယ်ဝက်ဟန်အင်္ဂလန်ကမန်ယူတို့အတွက်နည်းနည်းလေးခက်ခဲနိုင်တဲ့အနေအထားတွေရှိနေလို့ကိုဒီစီးတန်းကဒါနည်းနည်းလေးတော့ပြင်းနေလို့ဆိုလို့ရတယ်ဘာလို့လဲဆိုတော့လက်ရှိ current form ရကော head to head အရာကော short ဒီပြီးခဲ့တဲ့ကျွန်တော်ပါကြော့ဒူးကြော့ရလက်အရာကောဆိုရင်ဝက်ဟန်ကတောက်လျှောက်အသာစီးနဲ့ဖြစ်နေတာဖြစ်တဲ့အတွက်ဒီနေ့ညမှာမန်ယူနေနဲ့အနေငယ်တော့ခက်ခဲသွားနိုင်ရရှိတယ်ဒါပေမဲ့လည်းကျွန်တော်မန်ယူနေနဲ့လက်ရှိနီးပြနဲ့လက်ရှိကစားသမားတွေရဲ့စိတ်တဲ့ပိုင်းကလုံးဝကိုအလျှော့ပေးမဲ့နေထားတွေမဟုတ်ဘဲနဲ့တလုံးပြီးသွင်းပြီးလဲနောက်ထပ်တောက်လျှောက်ဖိအားတွေပေးပြီးဂိုးသွင်းနေတာမျိုးတွေပဲပွဲတိုင်းတွေ့ရတာဖြစ်တဲ့အတွက်ဒီနေ့ညမှာအဲ့ရှုံးတွေတွေကိုနီးပြတင်နေပြန်ဆက်လိုက်မယ်လို့ပဲထင်ပါတယ်ဒါကြောင့်ဒီဘက်ကိုကျွန်တော်မန်ယူဘော်ဒီပဲရွေးချယ်ပေးချင်ပါတယ် fans တွေလည်းထားပါတယ်တခါလေးပြောပါတယ်မကြိုက်ရင်ဘက်ကစီချင်ပါတယ်အဲ့တော့ကျွန်တော် Premier League ၄ပွဲနှစ်ချုပ်မယ်ဆိုရင်ကျွန်တော် Leeds body Everton body Newcastle body Man U body ပါအဲ့ဒီကမှဂိုးဘော်တစ်ခွက်ကြိုက်ပါသေးတယ်အဲ့ဒါကလည်းကျွန်တော်စပါးပွဲပါဒီဘက်မှာဒီ body စနဲ့ဒီဂိုးပေါင်းစီ formula ကဂိုးဘော်သွားနေတဲ့နေရာတခုဖြစ်တဲ့အတွက်ဒီနေ့သေးလုံးဒီနေ့ညမှာဖွင့်ရလာနေရှိပါတယ်အဲ့တော့ဒီဘက်ကိုဂိုးဘော်လေးပဲပတ်ကြိုက်ပါတယ်အဲ့တော့ကျွန်တော်9ပွဲ4ပွဲကို9ခွက်ထုတ်ခဲ့ပါတယ်တခြားဖလားပွဲစဉ်တွေကိုတော့ကျွန်တော်ရဲ့ Telegram Viber မောင်းတွဲတွေမှာရောညက်ပြီးတော့မောင်းတွဲတွဲပြီးတော့ပါမယ်အထက်ကမှအကြိုက်တူတဲ့အသင်းလေးတွေကိုရွေးထုတ်မကြိုက်ကြတော့ဘက်ကန်ပြီးတော့မောင်းတွဲကစားသိချင်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော် Stormy ခဲ့ပါတယ်